အားလုံးပဲမင်္ဂလာပါရှင်။ကြာသပတေးနေ့နဲ့သားသမီးများရှိရင်ဒီဗီဒီယိုဆောင်အောင်ကြည့်သွားကြနော်။ကြာသပတေးနေ့နဲ့သားသမီးများမိမိကိုယ်တိုင်တော်၎င်းမိမိရဲ့မိသားစုဝင်တွေမှာတော်၎င်းမိမိရဲ့အတိမိတ်ဆွေတဲ့မှာတော်၎င်းပေါ့နော်။အဲ့တော့ရှိလို့ရှိရင်ဒီဗီဒီယိုလေးကိုဆောင်အောင်ကြည့်သွားဖို့ပြောချင်ပါတယ်။အဲ့တော့ဒီနေ့ကတော့ကြာသပတေးနေ့နဲ့သားသမီးများအတွက်တပတ်စာပေါ့နော်ဆောင်းရံရှောင်းရံလေးတွေနဲ့တပတ်စာလူစီးပွားရေးလူမှုရေးကျန်းမာရေးပေါ့နော်တပတ်စာစီးပွားရေးလူမှုရေးကျန်းမာရေးများကိုဒီတာရော့ကလေးတွေကိုအသုံးပြုပြီးတော့ဟောကြားပေးတော့မှာဖြစ်ပါတယ်ရှင်ကဲပထမဦးစွာကြာသပတေးသားသမီးများအတွက်စီးပွားရေးပေါ့နော်ကြာသပတေးသားသမီးများရဲ့စီးပွားရေးကဘယ်လိုရှိမလဲဆိုတာကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကြာသပတေးသားသမီးများအတွက်ဒီနေ့ပေါ့နော်ဒီတစ်ပတ်အတွင်းပေါ့နော်ဒီတစ်ပတ်အတွင်းစီးပွားရေးကတော့တကယ်ကိုဝယ်ပေါ့နော်အရှုံးနဲ့အမြတ်ကမျှမျှတတဖြစ်နေအောင်တွေ့ရပါတယ်ရှုံးလာဆိုလည်းမရှုံးဘူးမြတ်လာဆိုလည်းမမြတ်ဘူးဆိုတဲ့အနေအထားမှာရှိနေတယ်ပေါ့နော်ဒါကစီးပွားရေးလုပ်ငန်းလုပ်တဲ့လူတွေအတွက်လုပ်ငန်းခွင်ထဲမှာနေထိုင်တဲ့သူတွေအတွက်ကကြတော့လည်းပဲဒီမိမိအနေနဲ့ပေါ့နော်တရားမျှတမှုကိုလိုရှိနေတဲ့အနေအထားမှာရှိရတယ်တွေ့ရတယ်ပေါ့နော်တရားမျှတမှုဗမလိုက်မှုပေါ့နော်တရားမျှတမှုဗမလိုက်မှုဆိုတဲ့အနေအထားမှာရှိနေပါတယ်မိမိရဲ့စိတ်ခံစားချက်ကတော့၎င်းတရားမျှတမှုကိုလိုချင်တဲ့ဗမလိုက်မှုကိုလိုချင်တဲ့အနေအထားမှာတွေ့ရပါတယ်နောက်တစ်ခုကတော့လူမှုရေးပေါ့နော်အဲ့တော့ဒီပေါ့ကြာသပတေးသားသမီးတွေအနေနဲ့ကလေလက်ရှိအနေအထားမှာလူမှုရေးကဏ္ဍအနေနဲ့ဘသူတွေဘာပဲပြောပေါ့နော်ဘသူတွေဘလို့ပဲဝေဖန်ဂရုမစိုက်ဘူးမိမိကတော့ဒီပေါ့နော်အေးဆေးပဲပေါ့နော်ဘလောက်ပဲဘသူတွေဘာဖြစ်နေပါသေးဘာပြောနေပါသေးငါနဲ့မဆိုင်ဘူးဘာပဲပြောနေပါစေငါစိတ်ထဲမရှိဘူးမထည့်ဘူးကောင်းလည်းမထည့်ဘူးဆိုတဲ့အနေအထားမှာရှိနေအေးဆေးပဲဆိုတဲ့အနေအထားမှာရှိနေတယ်ကဲရပြီးတော့လူမှုရေးပြီးတော့ပညာရေးပေါ့နော်အဲ့တော့ပညာရေးအနေနဲ့ကြာပြီးနေတဲ့သားသမီးအနေနဲ့လေဟိုပညာရေးမှာလေပေါ့နော်ဒီပေါ့နှောက်ယှက်ပေါ့နော်အနှောက်ယှက်ဆိုတာကကြတော့ဒီတစ်ဖက်တမီးစားကိစ္စပေါ့နော်တမီးစားကိစ္စအနှောက်ယှက်လေးတွေ့ရတယ်အဲ့တော့ပညာရေးအနေနဲ့ကထူးထူးပေါက်ပေါက်ဖြစ်ဖို့ဆိုလို့ရှိရင်တော့မိမိကဒီပေါ့ဒီအခြေရေးဘက်မှာပေါ့နော်အခြေရေးတမီးစားဘက်မှာပဲစိတ်မရောက်နေပဲနဲ့ပညာရေးဘက်ကိုပြန်ပြီးတော့အာရုံစိုက်ဖို့အတွက်လိုအပ်နေပါတယ်ဒါကတော့ပညာသင်ကြားနေတဲ့သူတွေအတွက်ပေါ့နော်ကဲအဲ့တော့ပညာရေးပြီးတော့ကျန်းမာရေးပေါ့နော်ကျန်းမာရေးအနေနဲ့ကကြတော့ဒါအေးစစ်စစ်ဆိုတဲ့အနေအထားမှာတော့ရှိရပေါ့နော်မိမိကအေးစစ်စစ်အနာယူတဲ့နဲ့ပေါ့အနေအထားမှာရှိနေတယ်နောက်အမျိုးသမီးများအနေနဲ့ကတော့ one bite ပေါ့နော် one bite နဲ့ပြဿနာလို့တိမ်တွေးတာနဲ့ပတ်သက်လို့ပြဿနာလေးတွေအနေငယ်တွေ့ရှိရပါတယ်ဆက်လက်ပြီးတော့ကြာသပတေးသားသမီးနေတဲ့သားသမီးများအတွက်အခြေရေးအိမ်အောင်ရေးကံပေါ့နော်ဒီတစ်ပတ်အတွင်းအခြေရေးအိမ်အောင်ရေးကံကိုဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကြာသပတေးနေတဲ့သားသမီးအတွက်ကတော့ဒီအခြေရေးနဲ့ပတ်သက်ပြီးတော့ဒီအဆိုးဘက်ကိုဦးတည်နေတဲ့အနေအထားမှာတွေ့ရတယ်အမျိုးသမီးများအနေနဲ့ကတော့မိမိရဲ့အိမ်အောင်ပဲအမျိုးသားပေါ့နော်ချစ်သူကဒီပေါ့တခြားသောဒုတိယပေါ့နော်ခြားသောဒုတိယတပ်ပါစင်တော်၎င်းပေါ့နော်ခြားသောဒုတိယပုံမှာစိတ်ရိမ်နေတာမျိုးနောက်ပြီးတော့အဲ့လိုဖောက်လဲဖောက်ပြန်ဖြစ်အောင်လို့ပေါ့နော် music ခံနေရတာမျိုးအနေအထားမှာရှိနေပါတယ်အဲ့တော့ကြာသပတေးနေ့နဲ့ဒီနေ့နဲ့သားပေါ့နော်အမျိုးသားများအနေနဲ့ကြတော့လည်းပဲသူတို့ရဲ့ပေါ့နော်အမျိုးသမီးဒီပေါ့နော်အမျိုးသမီးတွေကိုစိတ်ပူနေရတယ်ပေါ့နော်စိတ်ပူနေရတယ်ဟိုအဝေးမှာရောက်နေရအထူးသဖြင့်ဝေးမှာရောက်နေတဲ့သူတွေဆိုပိုဆိုးတယ်ပေါ့နော်စိတ်ပူနေရတဲ့အနေအထားမှာရှိနေတယ်အဲ့တော့ဘာပဲဟုတ်ကဒီကြာသပတေးနေ့နဲ့သားသမီးများကအိမ်အောင်ရေးနဲ့အရှိရေးကဒီတစ်ပတ်အတွင်းမှာပေါ့နော်အညံ့ပေါ်နေတဲ့အတွက်ကြောင့်မလို့အကုန်လုံးဒီတတိထားစေချင်ပါတယ်မိမိရဲ့ relationship ကိုခိုင်မြဲစေချင်တယ်ဆိုလို့ရှိရင်တော့ကြာပြီးနေတဲ့သားသမီးများအတွက်တတိပေးချင်တာတခုကတော့မိမိရဲ့အိမ်နောက်ဘက်ပေါ်မိမိရဲ့ချစ်သူပေါ်ကိုသစ္စာရှိပေးဖို့နဲ့ပြီးတော့တေးသေးချာချာလေးအနေထိုင်သွားလာပေါ့နော်ဆင်ကျင်ဖို့အတွက်ကိုတတိပေးချင်ပါတယ်အဲ့လိုမှမဟုတ်လို့ရှိရင်မိမိကိုဆိုးဘက်ကိုဆွဲချမယ်မကောင်းတဲ့ပေါ့နော်ဒီအိမ်တော်နဲ့ပတ်သက်လို့မကောင်းတဲ့အရာတွေဖြစ်ပေါ်စေမဲ့နမိတ်မျိုးကြတနေရတွေ့ရပါတယ်ဒါကြောင့်မလို့စကားရရစင်ကျင်စေချင်ပါတယ်ပေါ့နော်အဲ့တော့အိမ်တော်ကြီးကံမြင်မာလာစေဖို့အတွက်ဆိုလို့ရှိရင်ဒီအမျိုးသမီးများရောအမျိုးသားများရောအိမ်တော်ကြီးကံမြင်မာလာစေ
ဖို့ကအရေးဆုံးနံပါတ်1ဘာလုပ်ရမလဲဆိုရင်အနေထိုင်သွားလာဆင်ခြင်မှာနံပါတ်2ကကြတော့ဒီကောင်းမှုကုသိုလ်ပေါ့နော်အတိတ်ကိုကြွေးကန်နေပါလားလို့ရှိရင် GA သွားဖို့အတွက်ကကောင်းမှုကုသိုလ်အနေနဲ့ကကြတော့မေတ္တာတုံရုပ်ပေးရပါမယ်မေတ္တာတုံကိုဒီနေ့ကို3ခေါက်ရုပ်ပေးရပါမယ်3ရက်တီတီရုပ်ပေးရပါမယ်မိမိရဲ့ပေါ့နော်အိမ်အောင်ဘက်ရဲ့အင်ကြီးတော့မဟုတ်ပစိုးပေါ့နော်အင်ကြီးပစိုးအမျိုးသမီးတွေကတော့မျိုးသားရဲ့ပစိုးတင်လို့ရတယ်ပခုံးပေါ်မှာတင်ပြီးတော့ရွတ်ပါအမျိုးသားတွေအကြောင်းလည်းကိုဟိုချစ်သူကိုမျိုးသမီးရဲ့အင်ကြီးပေါ့နော်အင်ကြီးကိုခုံးပေါ်တင်ပြီးတော့ရွတ်ပါဒါမှမဟုတ်အင်ကြီးမရှိဘူးဆိုလို့ရှိရင်လည်းသူတို့ရဲ့ဓာတ်ပုံကိုသူ့ရဲ့မျက်နှာကိုကြည့်ပြီးတော့မှ3ခေါက်ရွတ်ပါမယ်ဒီနေ့ကို3ခေါက်3ရက်တီတီရွတ်ပေးပါမယ်ရှင်အဲ့ဒါတော့ဒီပေါ့အကုန်လုံးထဲမှာပေါ့နော်အကုန်လုံးထဲမှာဒီအိမ်အောင်ရေးကန်ဒီတစ်ပတ်တွင်းညမှာဖြစ်တဲ့အတွက်ကြောင့်တတိထားပြီးတော့လုပ်ပေးဖို့ကိုကျွန်မတိုက်တွန်းချင်ပါတယ်ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ